ပိုးကောင်တကောင်ကအမျိုးသမီးရဲ့ဘောင်းဘီတိုထဲထဲနေတဆင်သူမရဲ့ကိုယ်ထဲဝင်သွားခဲ့တယ်။အဲချင်းရုတ်တရက်သူမတခုလိုပူလောင်သွားတယ်လို့ခံစားလိုက်ပြီးပြင်းထန်သောဟူဒီဒနာကသူမရဲ့ပိုက်ထဲကနေထိုးဖောက်ဝင်ရောက်လာပြီးသူမရဲ့ဦးနောက်ထဲကိုစက်တင်ဝင်ရောက်လာကသူမရဲ့အာယုံဒီယူထွက်လာခဲ့တယ်။ဒါကြောင့်သူမအကူအညီတောင်းပေမဲ့သူမရဲ့အချစ်ဆုံးသူနဲ့ချင်းကတော့ game ဆော့နေတာကြောင့်သူမရဲ့အတန်ကိုမကြားခဲ့ရဘူး။ဒီလိုနဲ့ရုတ်တရက်သူမမျက်လုံးတွေအဖြူရောင်ပြောင်းလာပြီးတတိလစ်သွားတယ်။ဒီလိုမဖြစ်ခင်ကတမိနစ်အလိုမှာလီဆာတန်စင်ခန်းနဲ့ရောက်လာတဲ့ချိန်သူ့လက်ဆေးဖို့ရေဖွင့်လိုက်တော့ရေကရုတ်တရက်ဆေးကတ်တဲ့အရေးထွက်လာခဲ့တယ်။လီဆာကသူ့လက်မှာကတ်ဆေးတဲ့အရာကြောင့်ကြည့်နေတဲ့ချိန်ရုတ်တရက်ရေပိုက်ကနေပိုးကောင်တကောင်ထွက်လာပြီးသူမရဲ့ဘောင်းဘီတိုးကနေတဆင့်သူမကိုယ်ထဲဝင်သွားခဲ့တယ်။လီဆာကကြောက်တီသူငယ်ချင်းဖြစ်သူကိုခေါ်နေပေမဲ့သူငယ်ချင်းဖြစ်သူကတော့ game ဆော့နေတဲ့အတွက်ကြောင့်သူမအထန်မကြားခဲ့ဘူး။ဒီလိုနဲ့လီဆာကသူမရဲ့ခန္ဓာကိုယ်ကိုထိန်းချုပ်နိုင်စွမ်းရှော့လာခဲ့တယ်။တကယ်တော့အဲ့ဒီအကောင်ဟာလီဆာရဲ့တခွဲခန့်ကနေထွက်လာတာပဲဖြစ်တယ်။သူမကဇီဝတူဒေသနာပညာရှင်တစ်ယောက်ပဲဖြစ်တယ်။သူတို့ကလူသားတို့ရဲ့ရုပ်ပိုင်းဆိုင်ရာကန့်သက်ချက်များကိုကြော်လွန်ပြီးတွန်းအားပေးကူညီဖို့သူမရဲ့အဖွဲ့ကဗိုင်းရပ်စ်ပိုးကိုတီထွင်နေကြတယ်။ဒါပေမဲ့ဒီနေ့တော့သူတို့အဖွဲ့ထက်ကတယောက်ကပိုးကောင်တည်သွားပြီထင်ပြီးရေပိုက်ထဲတွန်းခဲ့လိုက်တာပဲဖြစ်တယ်။လီဆာကချွေးများထွက်လာပြီးသူမရဲ့ခန္ဓာကိုယ်ကိုထိန်းချုပ်နိုင်စွမ်းရှော့လာခဲ့တယ်။အဲဒါကြောင့်သူမမျောလင့်ချက်နဲ့အခန်းထဲဝင်လာခဲ့တယ်။ဒါပေမဲ့တငယ်ချင်းထိသူကသူမကိုတတိမထားမိပဲသူ့ဂိမ်းကိုသာစိတ်ဝင်စားနေခဲ့တယ်။သူ့တငယ်ချင်းတယောက်အိမ်သာသွားနေတဲ့ချိန်မှာပဲအိမ်သာထဲကနောက်ထပ်ပိုးကောင်တစ်ကောင်ထပ်ထွက်လာခဲ့ပြီးသူမရဲ့ခန္ဓာကိုယ်ထဲဝင်သွားပြီးဦးနောက်ထဲထိဝင်ရောက်သွားခဲ့တယ်။ဒီလိုနဲ့ခဏကြာတော့တငယ်ချင်းနှစ်ယောက်စလုံးကလူသားတွေရဲ့ကန့်သက်ချက်တွေကိုဖျက်ကျော်သွားကြပြီးစမ်းသပ်မှုအောင်မြင်သွားကြတယ်